partition ကျွန်တော်တို့ကခွဲလို့ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ဒီနေ့ပြပြမြင်သင်ခန်းစာကကြတော့ကျွန်တော်ကဒီ partition ပေါင်းတဲ့သင်ခန်းစာဖြစ်တယ်အဲ့လိုဆိုရင်ကျွန်တော်တို့ဒီ partition ကိုဘယ်လိုပေါင်းမလဲကျွန်တော်ကဒီ TPC ကိုကျွန်တော်ကဝင်လိုက်ပြီဆိုရင်ကျွန်တော်ကဒီမှာ E ရှိနေတယ်ပေါ့နော်ဒီ E ဆို E ကကြတော့ဒီ computer မှာပါတဲ့အပိုက်ပေါ့နော်ဒီအပိုက်ကနေပြီးတော့ကျွန်တော်ခွဲထောက်တာအဲ့လိုဆိုရင်သူ့ကိုကျွန်တော်မလို့ရှင်တော့ဘူးသူ့ကိုနော်သူ့ကိုမလို့ရှင်တော့ဘူးဆိုရင်သူ့ကိုပြန်ပေါက်ရှင်တယ်သူ့ကိုဒီ E ကိုကျွန်တော်ကဒီ C မှာပြန်ပြီးတော့ပေါက်ရှင်တယ်ဒီ C မှာရက်နေနေတယ်30နှစ် GB ပဲရှိတယ်အဲ့လိုဆိုရင်ကျွန်တော်ကဒီ E ကိုကျွန်တော်ကဒီ C မှာပေါက်ဖြစ်တဲ့အတွက် partition ကိုကျွန်တော်ကပြန်ပေါက်မှာဖြစ်တယ်ဒီ partition ကိုဒီမှာပြန်ပေါက်မှာဖြစ်တယ် Okay အဲ့လိုဆိုရင်ဘယ်လိုပြန်ပေါက်မလဲကျွန်တော်တို့ဒီ TPC ကိုကျွန်တော်က right click နိုင်လိုက်ပြီးတော့ meaning ကိုကျွန်တော်ကဝင်လိုက်မယ် meaning ကိုကျွန်တော်ကဝင်လို့ပြီးသွားပြီဆိုရင်ဒီ this meaning ကိုပြန်ဝင်လိုက်ပါမယ် Okay ဒီနေရာကိုရောက်လာပြီဆိုရင်ဒီ E ကိုကျွန်တော်ကမလုပ်ချင်ဘူး C မှာပြန်ပေါက်ရှင်တယ် Okay ဒီ E ကိုကျွန်တော်ပေါက်မှာဖြစ်တဲ့အတွက် E ကိုကျွန်တော်က select ချက်ပြီးတော့ right click နိုင်လိုက်မယ်ပြီးတော့ delete volume ဆိုတဲ့ဟာကိုကျွန်တော်တို့ကနိုင်လိုက်မယ် Yes no သူကမေးတယ်ဖြတ်မှာလား Okay ကျွန်တော်တို့ကဖြတ်မှာဖြစ်တဲ့အတွက် Yes Okay အဲ့လိုဆိုရင်သူကမေးသွားပြီဆိုရင်ကျွန်တော်ကအဲ့ဒီအထက်မှာသူက TPC အထက်မှာရှိသေးလားမရှိတော့ဘူး TPC အထက်မှာမရှိတော့ဘူးဒါပေမဲ့သူကဒီအထက်မှာရောက်ပြီလားမရောက်သေးဘူး68 GB ပဲရှိသေးတယ်အဲ့လိုဆိုဒီလိုမျိုးမင်းနေတယ်ဆိုရင်တချို့ window တင်လာတယ် partition တွေခွဲလာတယ်ဒီတွေပြောင်းနေတယ် partition တစ်ပိုက်ပြောင်းနေတယ်ဆိုရင်ဒီမှာအမေရောက်ဖြစ်နေတယ်အဲ့ဒီဟာကိုကျွန်တော်တို့ကစောစောကကျွန်တော် partition ခွဲသလိုမျိုးအပြရောဖြစ်အောင်ကျွန်တော်တို့ကလုပ်ပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အဲ့ဒီ TPC တစ်ကိုရောက်ရှိမှာဖြစ်တယ်ဒါကြတော့ကျွန်တော်ကကြုံရင်းပြပြတာအဲ့ဆိုရင်ဒီလိုမျိုးကျွန်တော်ကဖြေလို့ပြီးသွားပြီဆိုရင်ကျွန်တော်ပြတာတေချာနားတော့ပါဖြေလို့ပြီးသွားပြီအဲ့ဆိုရင်ဒီ partition ကိုကျွန်တော်တို့က select ချက်ပေးပါမယ် select ချက်ပေးမယ်ဆိုရင်ဘာကိုနိုင်ရမလဲအခြေခံမရှိတဲ့လူတွေအတွက်ပြပြတာပါ Okay select ချက်ပေးမယ်ဆိုရင်ကျွန်တော်တို့ကလက်ညှို့ကိုရှင်းလိုက်ပါမယ်လက်ညှို့ကိုရှင်းလိုက်ပြီးသွားပြီဆိုရင် C မှာပေါက်မှာဖြစ်တဲ့အတွက် C ကိုကျွန်တော်က left click နိုင်ပါမယ် right click အဲ့တော့ Okay အဲ့လိုဆိုရင်ကျွန်တော်တို့ကဒီနေရာမှာဘာအောင်နိုင်ရမလဲဆိုရင်ကျွန်တော်က intent volume ကိုဆိုတဲ့ဟာကိုကျွန်တော်ကပြန်နိုင်ရပါမယ် Okay ဒီနေရာမှာကျွန်တော်က night ကိုနိုင်မယ်ဘာမှမလုပ်ပါဘူးเนาะ feeling ကိုနိုင်လိုက်ပါမယ် Okay အဲ့လိုဆိုရင်ဒီမှာတစ်ရှစ်ဖြည့်သွားပြီ Okay အဲ့လိုဆိုရင်ကျွန်တော်တို့ကဟိုနေရာမှာရောက်သွားပြီလားကျွန်တော်တို့ဒီနေရာမှာ TPC ထဲမှာကျွန်တော်တို့ကရောက်သွားပြီလားကျွန်တော်တို့ကပြန်ပြီးတော့ကျွန်တော်တို့ကကြည့်မယ်ဒီနေရာမှာမရောက်သေးဘူး30 GB ပဲရှိသေးတယ်เนาะ68 GB 30 GB ကျန်တယ်မရောက်သေးဘူးအဲ့လိုမျိုးဖြစ်နေတယ်ဆိုရင်ကျွန်တော်ကွန်ပျူတာမှာပေါက်လိုက်ရင်သားနဲ့ဘာဖြစ်လို့မရောက်တာလဲမရှိပါဘူးဘာဖြစ်သွားတာလဲမမေးရအောင်ကျွန်တော်ဒီမှာတစ်ခါလေးပြပြမယ်ကျွန်တော်တို့ဒီမှာလွတ်နေတဲ့နေရာကိုကျွန်တော် right click နိုင်လိုက်ပြီးတော့ show more option ကျွန်တော်နိုင်လိုက်ပြီးတော့ကျွန်တော် refresh share လောက်လိုက်ပါ refresh share လောက်လိုက်ပြီးဆိုရင်88 GB ဖြစ်သွားပါ refresh share လောက်လိုက်ပါဒီနေရာမှာကျွန်တော်တို့က refresh share လောက်လိုက်တာเนาะ Okay အဲ့လိုဆိုရင်ဒီမှာကျွန်တော်တို့က partition ကျွန်တော်တို့ကပေါက်လို့ပြီးသွားပြီအဲ့လိုဆိုရင်ဒီနေ့သင်ခန်းစာကကျွန်တော် partition ပေါက်တဲ့သင်ခန်းစာဖြစ်တဲ့အတွက် partition ပေါက်ပြီးသွားပြီဖြစ်တဲ့အတွက်ဒီနေ့သင်ခန်းစာတော့ဒီလောက်ပါပဲ